ချီလီညီမပဲပြစားတော့စားကျင်တယ်လို့ပြောနေတာကြာပြီအဲ့ဒါနဲ့လေဒီတစ်ခေါက်စီးသွားတော့ပဲပြနှစ်တွဲဝယ်လာတယ်ပေါ့နော်ပဲပြတစ်တွဲကို1000ဆိုတော့လေ2000ပေးရပါတယ်ပြီးရင်အခုလိုမျိုးပဲပြကိုရေးဆေးပြီးတော့မှ3မြောင်ပုံအစိတ်ကလေးတွေလှီးထားပါတယ်ပဲပြတစ်လုံးဆိုရင်4စိတ်ထွက်တယ်ပေါ့နော်4ခုထွက်တယ်ပြီးရင်ပဲပြကိုစားရယ်ငါးသားမုံရယ်ကိုအခုလိုမျိုးခပ်ဖွားဖွားလေးနေပေးရတယ်ပေါ့နော်ဒါမှပဲပြတွေမကြေကုန်ပါပါပြီးရင်စီထဲမှာပဲပြားတွေကိုနှစ်ဖက်လုံးရွှေအောင်တန်းသေးထီကိုကြော်ပေးထားပါတယ်။ဂေါ်ဘီတစ်စိမ့်ဝယ်လာပါတယ်။ရှောက်ရက်တစ်စီးဝယ်လာပါတယ်။ဂေါ်ဘီကိုလေခုလိုမျိုးပပလေးတွေလှီးမှပဲပြားစားတော့မှစားကောင်းတာပါ။ဒါကတော့ချီလီညီမရဲ့လက်ရပါတော့။ချီလီလေးရင်တော့လေဂေါ်ဘီကအမြဲတမ်းထူထူကြီးဖြစ်ဖြစ်သွားတယ်ပေါ့နော်။ရှောက်ရက်ကိုလည်းပပလေးတွေညှက်ထားမယ်။ငရုတ်သီးစိမ့်ကိုလည်းပပလေးတွေညှက်ထားပါတယ်။ပြီးရင်ဂေါ်ဘီရဲ့ရှောက်ရက်ရဲ့ငရုတ်သီးစိမ့်ရဲ့ထည့်ပြီးတော့တမယာသီးကိုချင်းချင်းလေးဖြစ်တည်ထိညှစ်ပါတယ်ဒီလိုအစာသွတ်တဲ့နေရာမှာလေချင်းချင်းငန်းငန်းဆက်ဆက်အရသာပြင်းပြင်းလေးမှာစားကောင်းတာပါပြီးရင်ပစွန်ချောက်မှုန့်ထည့်တယ်ပေါ့နော်ပစွန်ချောက်အကောင်ထည့်ရင်လည်းစားကောင်းပါတယ်ငပြာရည်ထည့်ပါတယ်ပြီးရင်စီချက်ကျက်သွန်မီစီချက်ကလေစီချက်အဖက်ကလေးတွေရဲ့စီနည်းနည်းရထည့်တယ်ပေါ့နော်ဒါပိုမွှေးပြီးပိုစားကောင်းအောင်လို့ပါပြီးအရသာနှောင်နေထားပြီးအရသာမြည်ကြည့်ပါတယ်နည်းနည်းလေးပေါ့တယ်ထင်လို့စားရတာရှိရဲ့နည်းနည်းထက်ထည့်ထားရပါတော့အရသာပြင်းပြင်းလေးမှာဟိုပါလေပဲပြားအစားတော့ကပူပြီးစားကောင်းစေတာပါပဲပြားကိုအလဲကိုဖောက်ထားတဲ့အထဲကိုမှလေဒီနေထားတဲ့ဂေါ်ဘီတို့ရှောက်ရက်တို့ထည့်ပါတယ်ဒီဘွားနေလေးပစွန်ချောက်အကောင်လေးတွေထည့်ရင်လည်းပူစားကောင်းတယ်ပေါ့နော်ချီလီကလေးရိုက်မပြလိုက်တာပါကိုတော့လေပစွန်ချောက်အကောင်လေးတွေထည့်ပြီးတော့စားပါတယ်ဒါဆိုရင်တော့နေ့လည်နေကင်းလေအစာပြေစာတစ်ခုအနေနဲ့ပဲပြားအစာတို့လှုပ်စားလို့ရပါပြီ